မဟောဦးတဲ့သူလိုပဲပြောတယ်ပြောပြီးတော့မှနေရင်တဲ့သူကဧဝံဂေလိမဟောရင်တကိုယ်လုံးနာလာရားတာတွေဖြစ်လာအယမ်းနာဒါပေမဲ့ तू ကဘွဲလိုချင်လို့ကြိတ်မိတ်ခံတာတဲ့နှစ်ပတ်ခံနိုင်တယ်တဲ့နှစ်ပတ်ပြည့်တဲ့အခါခန္ဓာကိုယ်ကမနေနိုင်တော့ तू ဘာပြောလဲဆိုအဲ့ဒီเจ้าဥစ္စာကြီးတွေကိုသွားပြောတယ်တဲ့ခင်ဗျားတို့မဟောခိုင်းရင်လည်းထွက်ခေါ်မယ်အဲ့ဒါလမ်းမှာထွက်ပြီးတော့ဧဝံဂေလိអော်တိုင်းခန္ဓာကိုယ်ကျမ်းပါသွားတယ်អော်လွန်အကြည့်လို့ကျမ်းစာเจ้าမှာထုတ်လိုက်ဒါပေမဲ့ तू ကဘာပြောလဲဆိုထုတ်လိုက်ရင်လည်းဆက်អော်မယ်တဲ့မထုတ်ရင်လည်းဆက်អော်ပါတဲ့ဘာကိုလဲဧဝံဂေလိတရားကျွန်တော်ခုနပြောပြီးဧဝံဂေလိတရားဆိုတာပြီးသားအရာကိုထပ်တွေးကြော်တာပဲပြီးလို့ပြောနေတာအဲ့ဒါကိုဟုတ်ကဲ့လို့ဝန်ခံလိုက်တဲ့သူတိုင်းဆောင်ရသက်ရဖယားဘက်ကလှုပ်ပြီးကျွန်တော်တို့ဘက်ကထပ်တွေးကြော်တာဖြစ်တယ်ကျွန်တော်တို့ဘက်ကဗဇက်ဖွင့်လိုက်တာဖြစ်တယ်ဖယားသခင်လှုပ်ခိုင်းတဲ့အရာကိုကျွန်တော်တို့ဒီနေ့လှုပ်ဖို့ဖယားသခင်အလိုရှိတယ်စပါးတွေကဝင်းမဲ့နေပြီမကြရင်ကြွေတော့မယ်ကြားတာကြားပါပြီဝင်းမဲ့ကိုနဲ့ပါဆိုင်လဲပေါ့တချို့တွေကဝင်းမဲ့လို့ကြွေကန်ပြီးအောက်ကနေပါသွားခံလိုက်ဆိုအိတ်လေးသွားခံထားတာဘာကြောင့်ဆိုကြွေကြရင်မြေကြီးပေါ်မရောက်အောင်တဲ့မြေကြီးပေါ်ရောက်ရင်ထပ်ပေါက်ပြီးတော့လေနောက်ထပ်ပွားလာမှာဆိုလို့ဒီနေ့ခရစ်ယာန်ကအရေးကြီးစရာကောင်းတယ်ဒီချာစဉ်းစားကြည့်နော်ထပ်ပွားလာလို့ရှိရင်ဝင်းမဲ့ပြီးဖယားကပြောမယ်ဝင်းမဲ့နေပြီးကွာဆိုကြာမှာဆိုလို့တွေ့လားထပ်မပေါက်အောင်မလုပ်နဲ့အိတ်နဲ့ခံထားတာသို့တော့ကျွန်တော်ဒီနေ့ဝင်ငှခြင်းတယ်ဖယားသခင်ကျွန်တော်တို့ကိုလှုပ်ခမ်းရလို့နားလဲစီခြင်းတယ်လှုပ်ဖို့ဖယားသခင်ကျွန်တော်တို့ကိုနှိုးဆော်တယ်မပြီးပဲနဲ့ခင်ဗျားမထွက်သွားနဲ့ဒီလိုပြောမယ်မပြီးပဲနဲ့မထွက်သွားနဲ့တချို့တွေကအေးဆေးပါထွက်သွားရင်လည်းဘုရားသခင်ကမျက်ရည်တုပ်ပေးပါမယ်တွေ့လားဟမ်ကောင်းကင်ဘုံကဘုရားသခင်ကမျက်ရည်တုပ်ပေးမှာပဲကျွန်တော်ခဏနာပြန်ပြီးတော့ quiet တိုင်းယူတဲ့အခါဘုရားသခင်ပြောတယ်ဗျနော်ကင်းဆောက်ဟာတန်ချောင်းမခောက်ဘူးဆိုရင်တဲ့ရန်သူလာတဲ့အခါအဲ့ဒီကင်းဆောက်ကိုငါစီရင်မယ်တဲ့ကျွန်တော်ဘုရားသခင်အဲ့ဒါခဏနာပြောတော့ဘုရားသခင်ကိုကျွန်တော်ချီးမွမ်းတယ်ဗျဘုရားသခင်ကျွန်တော်ကိုလေ reverse လုပ်ပြီးတဲ့တော့ရောက်ကျေးဇူးတင်တယ်နားလည်လားပြောချင်တဲ့အိဗေကအရင်တော့ကဧဝံဂေလိဟောတာနဲ့နောက်ပိုင်းကြာလာတဲ့အခါကျမ်းစာသင်ရတဲ့အခါအသင်းတော်တွေကိုကြည်ပေးရတဲ့အခါတရားဟောရတဲ့အခါဧဝံဂေလိလောက်တာအားနည်းလာတယ်အမှန်တမ်းဝန်ခံပါမယ်ဧဝံဂေလိတရားလောက်တာအားနည်းလာဒါပေမဲ့အဲ့ဒီဧဝံဂေလိတရားဟာကျွန်တော်အတွက်အသက်ဖြစ်တယ်လို့ဘုရားသခင်ကထပ်ပြီးတော့ reverse လုပ်တယ်ဘုရားသခင်ပြန်ပြီးတော့ကျွန်တော်ကိုမလုပ်လဲဆို rewind လုပ်တဲ့အခါကျွန်တော်အထဲမှာပြန်ပြီးအသက်ရှင်လာတယ်အဲ့ဒီဧဝံဂေလိတရားပြောချင်တဲ့အိဗေကဒီနေ့ခင်ဗျားကိုကျွန်တော်နှိုးဆော်နေတယ်ခင်ဗျားကိုဘုရားသခင်ကအသက်ပြန်ဖြစ်စေကြလို့ခင်ဗျားရဲ့တက်တာထဲမှာဘုရားသခင်ကအမှုပြီးပြီလို့ယေရှုခရစ်တော်ပြောတဲ့အခါမှာကိုတော်ခိုင်းတဲ့အမှုကိုပြီးအောင်လုပ်ပြီးပါပြီတဲ့ကားတယ်မှာသခင်ယေရှုခရစ်တော်ဟာလူရဲ့အပြစ်လွတ်မြောက်ခြင်းအတွက်ပြီးမြောက်အောင်လုပ်ခဲ့ပြီးဖြစ်တယ်ဒီနေ့အဲ့ဒီပြီးမြောက်ပြီးတဲ့အရာကိုလက်ဆင့်ခံထပ်ပြီးတော့ကြားဖို့ရန်ကျွန်တော်တို့ဒီနေ့ဆက်လုပ်ဖို့ဘုရားသခင်တာဝန်ပေးတယ်လို့နားလည်ရတယ်အဲ့ဒါအရေးကြီးဆုံးတာဝန်ပဲမြေကြီးပေါ်မှာဘယ်အရာအရေးကြီးဆုံးလဲလို့မေးရင်ဧဝံဂေလိတရားသူတစ်ပါးကိုပြောခြင်းဟာအရေးကြီးဆုံးတာဝန်ဖြစ်တယ်ဒီတက်ကြီးမားတဲ့အမှုလည်းတစ်ခုမှမရှိဘူးကျွန်တော်မိတ်ဆွေဆရာတယောက်ကပြောတယ်ဘာပြောလဲသိလားညွန်ကြားရေးမှုဖြစ်ချင်လားတဲ့ဖြစ်ချင်တယ်ဖြစ်ချင်လို့ရှိရင်ဘာမှရှောက်เสียမလို့ဘူးတဲ့တနေ့တည်းငါရဲ့ကယ်တင်ခြင်းတရားကိုညွန်ကြားပါလို့ပြောတယ်တဲ့မင်းညွန်ကြားလိုက်ညွန်ကြားရေးမှုဖြစ်ပြီတဲ့အားလုံးညွန်ကြားရေးမှုဖြစ်နိုင်တယ်ပညာမတတ်ရင်လည်းဖြစ်နိုင်တယ်ပညာတတ်ရင်လည်းဖြစ်နိုင်တယ်နေ့စဉ်ဖျားရဲ့ကယ်တင်ခြင်းတရားကိုနေ့စဉ်ညွှန်ကြားတဲ့သူကညွှန်ကြားရေးမှုပဲပြန်တိုင်းဝင်အရာရှိပေါ့ဗျာဘုရားသခင်ရှိမှာတချို့ကကယ်တင်ခြင်းရလို့ပြန်တိုင်းဝင်အရာရှိဖြစ်တာမဟုတ်ဘူးညွှန်ကြားရေးမှုဖြစ်မှပြန်တိုင်းဝင်အရာရှိဖြစ်မှာအဲ့ဒီပြန်တိုင်းဝင်အရာရှိဖြစ်ဖို့နေ့စဉ်ဖျားရဲ့ကယ်တင်ခြင်းတရားကိုကျွန်တော်ဘာလုပ်လဲဝေခရအောင်ဒီနေ့မိမိရဲ့အသက်တာကိုပြန်လဲပြီးတော့အသက်တစ်ဖန်ပြန်ဆန်းစေရအောင်သခင်ယေရှုခရစ်တော်အမှုပြီးပြီလို့ပြောပြီးတဲ့အခါခေါင်းကိုက်စိုက်ကြပြီးတော့မှတက်တော်ဆွန့်တယ်ပြီးပြီလို့ပြောပြီးမှသိတယ်ဒါဆိုရင်လောကတွေကမထွက်ခင်ကျွန်တော်တို့ကပြီးပြီလို့ပြောနိုင်ဖို့အသက်ရှင်ပါလို့ဝင်ငှကြတယ်ပြီးပြီလို့ပြောပြီးတော့ပြန်သွားရအောင်လို့ပြောခြင်းတယ်ပြီးပြီလို့ပြောပြီးတော့ပြန်သွားရအောင်ကျွန်တော်ဒီကိုရောက်လာတဲ့အခါကျွန်တော်အမြဲတမ်းစဉ်းစားတယ်ဗျကျွန်တော်ရောက်လာရင်ကျမ်းစာလာတင်တာပဲအများကြီး6လပိုင်းဆိုကျွန်တော်တစ်ချိန်လာတင်တယ်တစ်လလုံးလာတင်တယ်အဲ့ချိန်မှာကျွန်တော်ခေါင်းထဲကစဉ်းစားတယ်ငါတစ်လလုံးတော့တင်တယ်ဒါပေမဲ့ပြီးမြောက်အောင်တင်ရဲ့လားလို့စဉ်းစားတယ်ဒါကြောင့်တချို့လူတွေကပြောတယ်ဆရာကျမ်းစာသင်တန်းပေးရင်လည်းဟိုလာဒီလာပါဆိုကျွန်တော်စဉ်းစားတယ်ငါလုံနဲ့လှုပ်ဟာကျမ်းစာသင်တန်းပေးဖို့ပဲလို့ခေါင်းထဲမှာထည့်ထားတဲ့အတွက်ကြောင့်ကျမ်းစာသင်တန်းကိုပြီးမြောက်အောင်ကျွန်တော်လှုပ်သွားရမယ်လို့ကျွန်တော်မှသတ်မှတ်ချက်ထားတယ်ပြောချင်တဲ့အဓိပ္ပာယ်ကကျွန်တော်ကိုဘုရားသခင်ဘာခိုင်းလဲအဲ့ဒီခိုင်းတဲ့အရာကိုပြီးမြောက်အောင်လုပ်ရမယ်တာဝန်ကျေလှုပ်တာမဟုတ်ဘူးဝန်တာနဲ့လှုပ်တဲ့အသက်တာဖြစ်ဖို့လိုတယ်
တာဝန်ကြီးဆိုတာခဏခဏပြောမယ်စပားကိုတာဝန်ကြီးရောင်းတဲ့လူကဂဲလုံးနဲ့ထည့်တယ်အများတန်းပြောဘူးတယ်ဘာကြောင့်ဆိုအလေးစိမ်ကြီးကောင်လေဂဲလုံးနဲ့ထည့်တယ်သဲလဲထည့်တယ်ပြီးလို့ရှိရင်ကတ်တာပေါ်တင်လိုက်တယ်တာဝန်ကြီးသွားတယ်ဒါပေမဲ့ဘာရောနေလဲဆိုစပားထဲမှာသဲရောဂဲရောတယ်ကျွန်တော်ကတာဝန်ကြီးလောက်တာမဟုတ်ဖရာသခင်အနှင်းနဲ့ဝန်တာကိုပြီးအောင်လုပ်တာဖြစ်တယ်ဖရာသခင်အနှင်းနဲ့အရာကိုကြည်ကြည်နက်နက်ကြီးနဲ့လုပ်တာဖြစ်တယ်ဖရာသခင်ကိုယ့်ကိုဘာအနှင်းနဲ့အရာကိုလေလုပ်ကြည့်ပါလို့ဒီနေ့ပြောခြင်းတယ်လုပ်ပြီးတဲ့လူကလေကိုလုပ်ပြီးတဲ့အရာကိုပြန်ကြည်နက်တယ်ဗျသိထူးဆန်းတာပဲတွေ့လားဒါပေမဲ့ကိုယ့်ကိုဘုရားသခင်အနှင်းထားတဲ့အရာကိုမလုပ်ဘဲနဲ့ပြန်ထွက်သွားရတယ်လို့လားထောင်ရမကြည်မနက်နဲ့ပြန်ထွက်သွားရမယ်လို့ဒီနေ့နားလဲစေခြင်းပါတယ်ကောင်းကင်ဘုံကထောင်ရပျော်ရွှင်စရာကောင်းတဲ့နေရာပါထောင်ရဝမ်းမြောက်စရာကောင်းတဲ့နေရာပါမကြည်မနက်ဖြစ်စရာမရှိတဲ့နေရာပါဒါပေမဲ့မြေကြီးပေါ်မှာခင်များကိုဘုရားသခင်ကအပ်တဲ့အရာကိုပြီးအောင်မလုပ်သွားရင်တော့ဝမ်းမြောက်စရာကောင်းတဲ့နေရာကြည်နက်စရာကောင်းတဲ့နေရာပြဿနာမရှိဘူးဆိုတဲ့နေရာမှာခင်များအတွက်ဝမ်းမြောက်ခြင်းပျောက်သွားလိမ့်မယ်ခင်များအတွက်မကြည်နက်မှုတွေပေါ်လာလိမ့်မယ်ခင်များအတွက်ထောင်ရဝမ်းနေခြင်းဖြစ်သွားလိမ့်မယ်လို့ဒီနေ့နားလည်ပြီးတော့မိမိရဲ့အသက်တာကိုအမှုပြီးအောင်လှုပ်ဆောင်မယ်လို့ဆုံးဖြတ်ချက်လေးချပြီးတော့2008ခုနှစ်ကိုလည်းကျွန်တော်ဗာဖြစ်လဲဖြတ်ရအောင်ဒီနေ့တရားဟောချက်ကမထွက်မချင်းအရေးကြီးတဲ့တရားဟောချက်ဖြစ်တယ်လောကကြီးကမထွက်မချင်းအရေးကြီးသောတရားဟောချက်ဖြစ်တယ်ကိုယ့်ရဲ့အသက်တာထဲမှာအမှုပြီးအောင်လုပ်မယ်လို့ဆုံးဖြတ်တဲ့ချအောင်တခင်ရှုကအမှုပြီးပြီလို့ပြောပြီးတော့ခေါင်းငိုက်ဆိုင်ကြ၍တက်တော်ဆွတယ်တဲ့ကျွန်တော်တို့လည်းလောကကြီးတွေကမထွက်ခင်မှာကိုယ့်ကိုအနှင်းထားတဲ့ဖရာသခင်ပေးတဲ့ဝန်တာကိုပြီးမြောက်အောင်လုပ်ပြီးတော့ရှောက်လိုက်ရအောင်လို့ဝေငှပါတယ်ရောက်ချင်းဆိုင်ကိုဖရာကောင်းကြီးပေးပါစေ